ထွက်လို့သွားတာလေအရာရာဖြည့်စည်းလို့ချစ်တဲ့သူကိုနင်းဘလို့အကြောင်းကြောင့်ထားခဲ့လေပုံမြင်နေပြောထားခဲ့တယ်